ကတ်မှာပဲ AI ဗီဒီယိုလောကမှာအရန် hot ဖြစ်နေတဲ့ Seedance ကိုသုံးလို့ရပြီဒါ new version ဖြစ်တယ် CapCut နဲ့ Seedance နဲ့ပေါင်းလိုက်ပြီးတော့တနေရာတိုင်းမှာသုံးလို့ရတယ်ဘာမှလည်းမခက်ခဲဘူးကိုယ့်စီမှာ prompt ရှိအောင်နဲ့အခုလိုမျိုးဗီဒီယိုကိုထုတ်လို့ရမှာဖြစ်တယ်အဲ့တော့လိုက်ကြည့်လိုက်မယ်โอเคကက်ကက်ထဲဝင်လိုက်ပြီးသွားပြီဆိုရင်ဒီအောက်လေးရဲ့အလင်းမှာ AI Lab ဆိုတာရှိရပေါ့နော်အဲ့ဒီထဲဝင်လိုက်ပြီဆိုရင်သူက Seedance 2.0 is here ဆိုပြီးတော့ပြထားပါတယ်ဒီ Seedance နဲ့ဘာတွေလုပ်လို့ရတယ်ဆိုပထမဆုံးကြည့်ကြည့်လိုက်ဒီလိုမျိုးဒါကိုကြိုက်တယ်ဆိုရင် make it your ဆိုပြီးတော့နှိပ်လိုက်တာနဲ့ကိုယ့်ရဲ့ပုံတွေကိုထည့်ပြီးတော့ကိုယ် design ပုံစံအတိုင်းလုပ်လို့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီမှာ reference တွေအများကြီးပဲပေါ့နော်ဆိုတော့သူကဒီ barrel contact တွေကြည့်ကျင်တယ်ဆိုရင်ဒီအောက်ကမြားလေးကိုနှိပ်လိုက်တာနဲ့သူများတွေလုပ်ပြီးသား barrel ပုံစံ contact တွေကိုမြင်ရမှာဖြစ်တယ်ပေါ့နော်။ Okay ဒါဆိုရင် Seedance နဲ့လုပ်ထားတဲ့ AI ဗီဒီယိုတွေအများကြီးပဲပေါ့နော်။အဲ့ထဲမှာကိုကဒါကိုကြိုက်တယ်ဆိုရင်ယူလိုက်ပြီးတော့ make it yours ဆိုတာလုပ်ပြီးတော့ကိုယ့်ရဲ့ပုံတွေကိုစားထုတ်လိုက်ရုံပဲပေါ့နော်။ Okay နောက်တစ်ခုကကျတော့ prompt နေရှိရဆိုရင်ကိုလိုချင်တဲ့ model ကိုရေးပြီးသွားပြီဆိုရင်ဒီ prompt လေးကိုရိုက်ထည့်လိုက်မယ်ပေါ့နော်ဆိုပုံလေးထည့်တယ်စာလေးထည့်တယ်ပြီးသွားရင် generate လုပ်လိုက်တယ်ဆိုရင်ကိုဖြစ်ချင်တဲ့ video ပုံစံတိုင်းရလာမှာဖြစ်တယ်ပေါ့နော်ဆိုတော့ तू ကတော့ generating ကိုဒီမှာလုံးနေအောင်ပြရတယ်ပေါ့နော်မြန်ဆန်တယ်အတန်နေထည့်လို့ရတယ်အပေါင်းခလုတ်ကိုနှိပ်ပြီးတော့ဒီ file နေထည့်လို့ရတယ်ဒါအပြင်ဒီ menu bar လေးကိုနှိပ်ပြီးတော့ကိုရွေးချယ်လုပ်စီခြင်းနဲ့ AI model တွေကိုလည်းရွေးလို့ရတယ်ပေါ့နော်အခုဒီကပြောချင်တာက Seedance နဲ့ပူးပေါင်းလိုက်တာဖြစ်တဲ့အတွက် video quality တွေက share မိုက်နေတာပေါ့နော်အခုတော့ဒါလေးကိုစောင့်ကြည့်လိုက်မယ် Okay ဆိုတော့ Seedance ကိုသုံးပြီးတော့လုပ်ထားတဲ့ဗီဒီယိုလေးရလာပါပြီOkay ဆိုတော့ဒါကသူပေးထားတဲ့နမူနာ prompt ကိုပဲသုံးပြီးတော့လုပ်တာပေါ့နော်ကိုကဖန်တီးချင်တယ်ဆိုရင်ပုံလေးထည့် prompt လေးထည့်လိုက်ပြီးတော့လုပ်လို့ရတယ်ပေါ့နော်အဲဒီဗီဒီယိုဆိုတော့ area သင်တန်းသားတွေတော့လုပ်ပြထားတယ်ကိုပိုင် prompt နဲ့ဗီဒီယိုပေါ့နော် AI ကိုအခြေခံကနေလက်တွေ့သုံးနိုင်အောင်သင်ကြားပေးထားတဲ့ AI for practical use သင်တန်းမှာ commercial video တွေရိုက်နီး social media မှာတင်တဲ့ design တွေအားစအခြေခံကနေ prompt တွေစပေါ့နော်သင်ပေးထားတာရှိပါတယ်သင်ခန်းစာဗီဒီယို60နီးပါးနဲ့ edit တွေလည်းသင်ပေးတယ်သင်တန်းသား600ကျော်ပြီဖြစ်ပါတယ်အဲ့တော့လာရောက် join လို့ရပါတယ်ဒီလအတွင်း MS special discount တွေရှိပါတယ်ဒါအပြင် digital marketing ဆိုင်ရာ recording ရော Zoom class ကိုရှိပါတယ် certificate ကနေ diploma အထိသွားရောက်နိုင်တဲ့လမ်းကြောင်းရှိပါတယ် Okay သင်တန်းမှာပြန်ဆုံပါ bye bye